One Piece Chapter 1131မှာဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အရာတွေပါဝင်လာမလဲလို့မေးလိုက်တာနဲ့ Loki ရဲ့အကြောင်းကိုပို့ပြီးတော့သိကျင်လောက်မယ်ထင်ပါတယ်ဒီ chapter မှာ Loki ရဲ့အကြောင်းဆိုတာထက် Loki တယောက်ဘယ်လောက်ထိအောင်မှမွေထားလို့ War Government ရဲ့ Special Bounty ကိုထုတ်ခံရတာလဲ Yonko Shanks နဲ့ရောဘာရင်ညိုးရှိလို့မတိတတိသွားစားရတာလဲဆိုတဲ့မေးခွန်းတွေနဲ့တိုင်ပတ်စီမဲ့ chapter တစ်ခုဆိုလဲမမှားပါဘူးဒီ chapter ထဲမှာဆိုရင် Luffy နဲ့ Loki တို့ကြားကစကားဝိုင်းတစ်ခုကိုဦးစားပေးပြီးတော့ပြထားတာပါအဲ့ဒီ conversation တွေထဲမှာလဲစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေပါတဲ့အတွက်ကြောင့်မလို့ကြော်မကြည့်ဖို့အတွက်လဲတောင်းဆိုချင်ပါတယ်ဗီဒီယိုမစခင်မှာကြော်ညာစရာလေးတစ်ခုရှိတယ်အဲ့ဒါကတော့ One Piece anime တွေအပါအဝင်တခြားသော non-canon movie တွေကိုမြန်မာစာရန်တို့နဲ့ကြည့်ကျင်တဲ့လူတွေအတွက်ကျွန်တော်နဲ့ Leo ဆိုတဲ့ brother တို့လက်တွဲပြီးဘာသာပြန်ပြီးပါတော့မယ် Leo ဆိုတဲ့နာမည်ကိုစိတ်နေကြမယ်ဆိုပြီးမယ် Neko Telegram channel ရဲ့ content writer ဆိုရင်မှတ်မိလွယ်မယ်ထင်ပါတယ်ဘယ်မှာကြည့်လို့ရမလဲဆိုရင်ကျွန်တော်အရင်ကချပြခဲ့ဘူးတဲ့ Telegram အဟောင်းမှာပဲဖြစ်ပါတယ်အခုဗီဒီယိုတင်တဲ့အချိန် One Piece spin-off movie တစ်ခုဖြစ်တဲ့ Fallata ဆိုတဲ့ movie ကိုဘာသာပြန်ပြီးနေလောက်ပြီးဖြစ်ပြီးအကယ်၍ကြည့်ကျင်တယ်ဆိုရင်တော့ဗီဒီယိုအောက်ကပင် comment ကနေပြီးတော့ဝင်လာလို့ရပါတယ်ဒီ Telegram channel ကိုဝင်ခြင်းအပြင်နေ့စဉ် One Piece နဲ့သက်ဆိုင်တဲ့ facts တွေ ongoing ဖြစ်နေတဲ့ One Piece anime အပါအဝင် spin-off series တွေဖြစ်ကြတဲ့ Fallata movie, Ruma ရဲ့ story စတဲ့အကျိုးခံစားခွင့်တွေကိုရရှိစေမှာပါဒီအပြင် anime အကြောင်းအရာတွေကိုဆွေးနွေးကျင်တဲ့လူတွေအတွက် group တက်လက်ထောင်ပေးထားတာရှိပါတယ်အဲဒီ group ထဲမှာဆိုရင်ကျွန်တော်နဲ့ Leo နှစ်ယောက်စလုံးရှိတယ်လို့တခြားသော admin နှစ်ယောက်ကလည်းကူညီအားဖြည့်ထားတာကိုတွေ့ရတယ်ဒီလိုကူညီအားဖြည့်ပေးခဲ့တဲ့ admin တစ်ယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ပထမအဦးဆုံး collaboration တစ်ခုဖြစ်ပြီးနောက်ခါကျရင်လည်းဒီထက်ကြီးရဲ့ collaboration တွေလာအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်ကြည့်ပေးကြပါဦးလို့ပြောရင်ဗီဒီယိုလေးကိုစလိုက်ကြရအောင် cover story အနေနဲ့ volume 18ထိရောက်နေပြီဖြစ်ပြီးအရင်တစ်ပတ်တုန်းက Yamato ရဲ့ mission ဖြစ်တဲ့ Yashuida ဟာခိုးခံလိုက်ရတဲ့အကြောင်း chapter 1131မှာအဲ့ဒီခိုးသွားတဲ့လူတွေစီကိုပြေးလိုက်နေတာကိုလည်းတွေ့ရပါတယ် Yamato ကတော့ Komachiro ကိုစီးနေတာဖြစ်ပြီး Speed နဲ့ Odama ကလည်းဘေးမှာလိုက်ပါလာတာကိုတွေ့ရပါတယ်တည့်ရတိုင်း Speed က Onigashima တိုက်ပွဲမှာ Kaido ဘက်မှာပါခဲ့တဲ့သူဖြစ်ပေမဲ့ Odama ရဲ့ဒဏ်ကိုကြောင့် Odama ခိုင်းသမျှလုပ်ပေးနေခဲ့ပါတယ်သူ့ရဲ့မြန်ဆန်တဲ့ Speed ကြောင့်တော်တော်လေးလက်အထောက်ကိုဖြစ်ခဲ့ပေမဲ့ Speed တယောက်ကဒဏ်ကိုရဲ့အာနိသင်ပြည့်သွားခဲ့ပါတယ်ဒါပေမဲ့ Odama က Speed ကိုမိခင်တယောက်လိုချစ်ပေးခဲ့တာကြောင့် Odama နဲ့ Speed ရဲ့ဆက်ဆံရေးကဒဏ်ကိုမကျွေးလဲကူညီဖေးမတဲ့စင်တီရောက်လာခဲ့တဲ့အပြင်နောက်ပိုင်းအတူတူနေခဲ့ကြရဆိုလဲမမပါဘူးခုလဲ Odama ကိုကူညီပေးဖို့အတွက် Speed တယောက်အားသက်တယောက်လုပ်ပေးနေတာကိုလည်းတွေ့ရပါတယ်သူ့ရဲ့နာမည်နဲ့လိုက်တဲ့ Speed မြန်ဆန်သုံးကြောင်းနဲ့ပဲနောက် chapter cover ကြရင်တော့တကိုးကိုဖမ်းမိလောက်မယ်လို့ယုံကြည်ပါတယ် chapter title ကိုတော့ Loki of the Underworld လို့ပေးထားပြီး Marina ကဘာမှာ Loki ဆိုပြီးတော့အဓိပ္ပာယ်ရတယ်ဘာကြောင့်ဒီလိုပေးထားရလဲဆိုရင်ဒီ chapter မှာ Loki တယောက်ကြောက်စရာကောင်းတဲ့ Elbaf ရဲ့အောက်ခြေမှာဖမ်းခံထားရလို့ပါ chapter စတာနဲ့ Luffy တယောက် Elbaf ကိုရောက်ပြီးကွာဆိုပြီး online ပြီးအရင် chapter မှာတော့က Rodo ရဲ့ရဲတိုင်းနဲ့ကောင်းကင်ကတနေရာကိုဆက်သွယ်ထားတဲ့ကျိုးတရားပေါ်ကနေပြီးတော့ခုန်ချသွားခဲ့တာပါအဲ့ဒီအောက်ကိုရောက်တော့မှပဲ Loki နဲ့တွေ့ပြီးစကားပြောကြည့်လိုက်တော့မှသူတို့ရောက်နေတဲ့ Elbaf ဆိုတာကိုသိရှိသွားခဲ့တာဖြစ်ပါတယ်ဒီနေရာမှာ Loki ရဲ့ခန္ဓာကိုယ်ကရန်ကိုကြီးမားနေပြီးသူ့ရဲ့နောက်ကျောဘက်မှာဆိုရင်လဲအလွန်လင်းလံကြီးမားတယ်တူကြီးတစ်ခုကိုတွေ့ရတယ်အဲ့ဒီတူကြီးကတကယ်တမ်းပြောရရင် God of Thunder လို့ခေါ်တဲ့ Norse mythology တွေကမိုးကျုံနဲ့ဖျားတော်ရဲ့တူပါဒီတူရဲ့နာမည်ကတော့ Mjolnir လို့ခေါ်ပြီးဒီတူရဲ့စွမ်းအားကြီးပုံကတော့လူဘလူကြီးတွေကိုတစ်ချက်တည်းနဲ့ရိုက်တက်နိုင်တဲ့အစွမ်းရှိတယ်ဒီလိုမျိုး Norse mythology မှာအပြည့်စွမ်းအားရှိပါတယ်ဆိုတဲ့ဒီတူကို Loki တယောက်ဘယ်လိုရခဲ့လဲဆိုတာကတော့စဉ်းစားစရာပဲတေချာတစ်ခုကတော့ဒီတူကသူ့ရဲ့အပိုင်မဟုတ်တော့ဘူးထင်ပါတယ် Loki နောက်ကျောကတူကိုတေချာကြည့်မယ်ဆိုရင်အမဲအောင်ဖြစ်နေတာကိုတွေ့ရပြီး One Piece တဲကတချို့သောဓာတ်တွေလို့ Black Blade ဖြစ်နိုင်ခြင်းများပါတယ်ဒါပေမဲ့ဒါကလည်းကျွန်တော်ခံမှန်းချက်ဆိုတော့မှားကောင်းလဲမှားနိုင်ပါတယ်ကျွန်တော်အနေနဲ့တော့ဒီတူနဲ့ Loki ရဲ့လုံနိုင်စွမ်းကိုဒီထက်ပိုပြီးတော့စောင့်ကြည့်ခြင်းပါသေးတယ် Luffy ကလည်းအရေးချေမသိဘဲနဲ့ Elbaf ကိုရောက်နေရကြပြီဖြစ်ကြောင်းဒီနေရာမှာရှိနေတဲ့အရာအလုံးကအကြီးကြီးပဲဖြစ်ကြောင်း Loki ကိုပြောလိုက်တော့ Loki ကလည်းမဖြေချင်းနဲ့အော်ဟုတ်လားကြားရတာဝမ်းသာပါတယ်လို့ပြန်ပြောလိုက်ပါတယ်Loki အနေနဲ့စကားဆက်ပြောခြင်းပေမဲ့ Luffy ရဲ့ပါဇက်ကနေပြီးတော့ဦးစောတို့ရောတီးပြီးပြီလားမသိဘူးဒီအပင်ကြီးရဲ့ထိပ်မှာတခုခုရှိလားစတဲ့စကားတွေကိုတွတ်ပြောနေပါတယ် Luffy ဒီလိုပြောရတာကလည်းသူ့အနေနဲ့လူဘလူးကြီးတွေတစုရဲ့နေတဲ့ကမ္ဘာအင်အားကြီးဆုံးနိုင်ငံစစ်ပွဲတွေမွေးဖွားရနိုင်ငံကိုမြင့်ကိုတွေ့ရတာကြောင့်လည်းပါတယ်လို့ပထမဦးဆုံးချိန်သူ့တငယ်ချင်းတွေဖြစ်ကြတဲ့ Dory နဲ့ Brogy တို့ကိုယ်တိုင်ဖိတ်ခေါ်ခဲ့တာကြောင့်လည်းပါတယ် Luffy ရဲ့စကားတန်တွေကခုထိမပြီးသေးဘူးကြည့်ရတဲ့လောက်ခမားတွေကအတန်မဆုံးဆိုတာဟုတ်လောက်မယ်ထင်တယ်လို့ Luffy ကပြောခဲ့တာကြောင့် Loki ရဲ့မျက်နှာမှာတော့ကျွန်တော်ဖြစ်နေတဲ့ပုံပေါ်တယ် Luffy ရဲ့တူပြောနေတဲ့စကားတန်တွေကိုတီးမခံနိုင်တော့တဲ့ Loki ကတော့ဟေ့အောင်ငါမင်းကိုစကားပြောနေနားထောင်လို့អော်လိုက်ပြီးသူ့ရဲ့ order တစ်ချက်ကအနားမှာရှိတဲ့တပ်ပင်တွေကိုရင်တူသွားစေတာကိုကြည့်ရင် Loki တယောက်ဘယ်လောက်ထိတန်မာလဲဆိုတာကိုခံမှန်းလို့ရတဲ့အပြင်အနားမှာရှိတဲ့တားရဲ့တရိษံတွေကပါ Loki ရဲ့တန်ကိုကြားသွားခဲ့ပါတယ် Loki ကို War Government အနေနဲ့ Special Bounty ထုတ်ထားပြီးသူ့ရဲ့ Bounty က 2.6 billion ဆိုတဲ့ပမာဏတစ်ခုအထိရှိနေပါပြီတည့်ရတန်ဒီပမာဏဟာယွန်ကိုနီးပါးလောက်ဖြစ်တဲ့ပမာဏတစ်ခုဖြစ်ပြီးဒီ Special Bounty ရထားရဲဆိုတဲ့အကြောင်းရင်းကိုလည်းခံမှန်းကြည့်လို့ရတယ်ဘာကြောင့်လဲဆိုတော့အခုလောလောဆယ်သိရတဲ့ fact တွေအရ Loki ကပင်လယ်တ
မြတယောက်မဟုတ်ဘူးဒါပေမဲ့သူ့အနေနဲ့ criminal တစ်ခုခုကိုကျူးလွန်မိလို့ဒီလောက်ထိမြင့်တဲ့ bounty ပမာဏကိုရထားတာဖြစ်နိုင်တယ်တခြားပေါ်သူ့ရဲ့ရာဇဝတ်မှုက government ကိုထိခိုက်စေတဲ့ရာဇဝတ်မှုမျိုးဖြစ်နိုင်တယ်ဒီလိုပြောရတဲ့အကြောင်းရင်းကလည်း bounty တွေရဲ့ပမာဏဆိုတာက government ပေါ်ဒီလူကဘယ်လောက်ထိဒုက္ခပေးလဲအပေါ်မူတည်ပြီးတော့မျက်နှာနှိမ့်တာခေါ်သွားရဲဆိုတာကိုတော့အားလုံးအသိပဲဒါကြောင့်မလို့ Loki ကတောင်းရမ်းကျန်းလို့ဒီလောက်ထိမြင့်တဲ့ bounty ကိုရထားရဲဆိုတာကယုတ်တိမဆန်ဘူးကျွန်တော်ထင်တာကတော့အရင် chapter မှာတော့က Loki စားချင်နေပါတယ်ဆိုတဲ့ develop fruit နဲ့များသက်ဆိုင်နေမလားဆိုတာပါပဲဘာကြောင့်ဒီလိုမျိုးတန်တရားရှိလဲဆိုရင်အရင် chapter တွေက Loki ကိုမိတ်ဆက်တဲ့က Loki ရဲ့ပါဇက်ကနေပြီးတော့ငါကဒီကျွန်းပေါ်မှာဒဏ္ဍာရီအဆင့်ဆင့်လက်ဆင့်ကန်လာတဲ့အစွမ်းပိုင်ရှင်နင်းနဲ့ဖျားပဲဆိုတဲ့စကားကပါဇက်ကနေပြီးတော့လုံးဝမချခဲ့ဘူးဒါကြောင့်မလို့နေတဲ့ဖျားအသီးကမြောက်မသာစားထားတဲ့အသီးအပြင် FF မှာကလုံးများရှိနေလို့လားဒါမှမဟုတ်ပဲပါဇက်တရမ်းပြီးရှောက်ပြောနေရလားဆိုတာကိုတော့တွေ့ရခက်ပါတယ်တည့်ရတိုင်းပဲ Loki ဆိုတဲ့အကောင်ကဘယ်ဒဏ္ဍာရီမှာပဲကြီးကြီးအားထောင်တက်တဲ့ကောင်ဖြစ်တာကြောင့်ဒီကိစ္စကိုခေါင်းရှုပ်ခံပြီးတော့မစစ်စားနေတော့ပါဘူး Loki ကငါစကားပြောဆိုမင်းပြောဆိုတော့ငါ့ကိုပြောစမ်းပါအောင်ငါရဲ့အခြေအနေကိုမင်းဘလို့မြင်လဲလို့ Luffy ကိုမေးလိုက်ပါတယ် Luffy ကလည်းရှိကိုရှိတိုင်းပဲခမ ्या ကိုကြည့်ရတာဖန်ခံထားရတဲ့ပုံပဲလို့ပြန်ဖြေလိုက်ပါတယ် Loki ကလည်း Luffy ကိုမင်းမနာတော့တာပဲသူတို့ရဲ့ရည်ရွယ်ချက်ကငါ့ကိုပဲဖမ်းဖို့မဟုတ်ဘူးသူတို့တွေကငါအကြောင်းကိုဖုံးပြီးတော့ပိတ်ထားချင်ကြတာလို့ပြောလိုက်ပါတယ်တကူစဉ်းစားစရာရှိတာကသူ့ကိုယ်သူနေနေဖျားလို့ပြောပြီးတကယ်တမ်းနေနေဖျားအတီးကိုစားထားရင်တော့ဒီလိုမျိုးနေနေဖျားဘာသာထွန်းကားပါတယ်ဆိုတဲ့ FF မှာ Loki ကိုပိတ်ထားစရာအကြောင်းမရှိဘူးဒါကြောင့်မလို့ Loki တယောက်လိန်နေရလို့ပဲကျွန်တော်ထင်ပါတယ်ဒါပြင် Loki အနေနဲ့6နှစ်တောင်ဖမ်းခံထားရတယ်လို့ပြောတာကြောင့်ဒီ6နှစ်ဆိုတဲ့ပမာဏကို One Piece Timeline ပြက်ကတိန်နဲ့တွက်ချက်ကြည့်လို့ရတယ်လွန်ခဲ့တဲ့6နှစ်ဆိုတာက1518ခုနှစ်ဖြစ်ပြီးအဲ့ဒီချိန်တုန်းကကူမာတယောက်ဟာဆိုဗက်ကင်းထဲမှာပြည်ထနာမျိုးစုံတက်နေတဲ့အချိန်ဖြစ်ပြီး Revolutionary Army ကိုဝင်ခဲ့တဲ့အချိန်ဆိုလည်းဟုတ်တယ်ဒါပြင်ကျွန်တော်တို့ရဲ့အချစ်တော်ကြီး Chance နေနဲ့ Four Empire of the Sea ယွန်ကိုတယောက်ဖြစ်လာတဲ့အချိန်လည်းဟုတ်ပါတယ် Loki မှာဘာအစွမ်းရှိလဲတော့မသိပေမဲ့အခုခတ်ထားတဲ့ချင်းကျူးတွေကပင်လယ်ကြောက်တုံးတွေဆိုတာကိုသူ့ပါဇက်ကနေပြီးတော့ကိုယ်တိုင်ပြောပြခဲ့တာကြောင့်သူဟာဒီ Web User ဆိုတာကိုပြောပြလိုက်တာနဲ့အတူတူပဲဖြစ်သွားတယ်ဒီပင်လယ်ကြောက်တုံးတွေနဲ့ပြုလုပ်ထားတဲ့ချင်းကျူးတွေကြောင့်သူ့အစွမ်းတွေကိုတုံးလို့မရဘူးဆိုတာလည်းသူကိုယ်တိုင်ဝန်ခံသွားခဲ့တာကြောင့်တေချာတာတခုကတော့အရင် chapter မှာပြောပြခဲ့တဲ့သူ့ဖေကိုယ်တော်မှသူကိုယ်တိုင်တက်လောက်ရတဲ့အထိစားရှင်နေပါတယ်ဆိုတဲ့ဒီ Web Fruit ဟာသူ့ဖိုက်ထဲရောက်နေပြီဆိုတာပါပဲအကြောင်းပါ Loki က Luffy ကိုကန်လန်းချက်တခုပြုလုပ်လိုက်ပြီးအပေးယူလှုပ်ချင်လားလို့မေးလိုက်ပါတယ်ဇလန်ထဲမှာနာမည်ကိုတလွဲခေါ်တဲ့လူဆိုလို့ Luffy ပဲရှိရလို့တီချကြပြီးမဲ့ Loki ကတော့အဲ့ဒီထဲမှာပါသွားခဲ့ပါပြီး Luffy ကိုလွတ်ပြီးဆိုပြီးခေါ်လိုက်ပြီးနေတော့တာနဲ့သူ့ရဲ့ချင်းကျူးတွေကိုဖြေပေးဖို့ပြောလိုက်ကအပြန်လန်သဘောအနေနဲ့မင်းမလို့ခြင်းနဲ့ပဲပင်လယ်သမျှကိုမဆိုရှင်းပေးမယ်လို့ပြောလိုက်တဲ့အပြင်သူလုံးရင်ဘယ်တန်းလုံးစားမှမကြံစေရဘူးလို့အားကျပါတယ်ကျွန်တော်စိတ်ထဲထင်နေတာက Loki အနေနဲ့ဒီလောက်တောင်မှတန်ပါရလားဒါမှမဟုတ်ပဲလိန်ပြောနေရလားဆိုတာကိုတော့မျက်နှာမူရကြည့်ပြီးတော့ဆုံးဖြတ်ရခက်နေရပါပဲမင်းလို့မရတာကရှေ့ chapter မှာတော့ကလည်း Loki ကို FF ကဂျိုင်ယန်တချို့ကအကယ်၍ Loki လိုကောင်မျိုးသာလွတ်သွားမယ်ဆိုရင်ခွင့်ပြပြီးဆိုတဲ့သဘောမျိုးနဲ့ပြောခဲ့ပူတာကြောင့်ခေသူမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်တို့ခေါင်းထဲမှာတွေးထားဖို့လိုတယ်ဒါပေမဲ့ Loki အနေနဲ့နောက်ကစကားတွေကိုကြည့်ရသလားလိန်ပြောနေရကပို့ပြီးတော့ဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ Loki အနေနဲ့သူ့ရဲ့ချင်းကျူးတွေကိုဖျက်ပွေးဖို့အတွက်တော့ကိုဂျွာရဲကတနေရာမှာပဲထားထားရဆိုပြီးတော့ Luffy ကိုပြောလိုက်ပါတယ် Loki တယောက်ကလည်းသူရောက်နေတဲ့နေရာကိုမိတ်ဆက်လိုက်ပြီးဒီနေရာဟာ FF ရဲ့အနေဆုံးပုံအသေးကောင်တွေရဲ့နေရာဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်မလို့ဒီ chapter တိုက်တဲ့ကို Loki of the Underworld လို့ပေးထားတာပေါ့ဒီနေရာကိုဘယ်သူမှအနာမကက်ရတဲ့အပြင်အပြစ်ရှိရဲ့ရာဇဝတ်သားတွေကိုပဲဒီရောက်ကိုပို့ကြရလို့ပြောလိုက်တဲ့အပြင် Loki ရှိနေတဲ့နေရာကိုထောင်းလို့လည်းတတ်မှတ်ကြတယ်လို့အပြစ်သားတွေရဲ့ကွန်မြတ်မှုတွေကိုလည်းလုပ်တယ်လို့လည်းသိရတယ်ဒီအနီးနားတဝိုက်မှာလူဘလူးတွေရဲ့အယိုးကြီးတွေနဲ့လူအယိုးတွေပဲရှိရဆိုပြီးပြောလိုက်ပြီးဒီမှာနေထိုင်ကြတဲ့ကြောက်စရာကောင်းတဲ့အဆောင်ရှောက်ကြီးတွေကတနိုင်မှာတော့သူတို့ကို The First ပေါ်ကဘာဦးအစလို့ခေါ်ကြပါတယ်ဒါကတော့ Loki အနေနဲ့သူရောက်နေတဲ့နေရာကိုသူကိုယ်တိုင်ပဲရှင်းပြပြီးတော့ဖြစ်ပါတယ်ခုနက theory နဲ့ပေါင်းပြီးတော့ကျွန်တော် FF မှာရှိတဲ့နေရာတွေအကုန်လုံးကိုလေ့လာပြီးတော့ video တက်နဲ့လုပ်ပေးပါမယ်ကျွန်တော်ဒီလိုမျိုးလုပ်ရတဲ့အကြောင်းရင်းကလည်းကျွန်တော်ပြောနေတဲ့ theory တွေကများတာကြောင့်ဒီ video မှာထည့်သွင်းပြီးတော့ဖော်ပြလိုက်မယ်ဆိုရင်ရှေ့သားရှေ့သွားပြီးတော့လူရင်းမရောက်သဘောမပေါက်ဖြစ်သွားပါလိမ့်မယ်အဓိကကတော့ Loki အနေနဲ့ Luffy ကိုဒီကောင်ကြီးတွေနဲ့ပတ်သက်ပြီးတတိထားစီခြင်းနဲ့ဆိုတာထက်ဒီကောင်ကြီးတွေကိုသူပိုင်ပါတယ်မင်းကကိုသာကြိုးမဖြီးပေးဘူးဆိုရင်ငါတက်ခိုင်းလိုက်လို့ရရဆိုတဲ့သဘောနဲ့အကျွေးနေရပါ Loki အနေနဲ့ဒီအောက်ခြေကဘာကြီးဖြစ်တဲ့ The First Ball မှာဒီကောင်ကြီးတွေနဲ့မိတ်ဆွေဖြစ်ထားလို့သာမသိဘူးလို့ဆိုရပါမယ်တကယ် Norse Mythology မှာလည်းဒီလိုမျိုးငရဲနဲ့တူတဲ့နေရာကြီးကတကယ်ရှိတာကြောင့်နောက်ပိုင်းချပြလာမယ် FF မှာရှိတဲ့နေရာတွေက Norse Mythology တွေကအတိုင်းဖြစ်လာနိုင်ပါတယ်ကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပဲ Loki အနေနဲ့မင်းငါနဲ့လာညှိရင်တော့ဒီကောင်တွေကငြင်းနေမှာမဟုတ်ဘူးလို့ Luffy ကိုချိန်ချောက်နေပါတယ်သူ့ရဲ့ချိန်ချောက်မှုကလေးတော်တော်လေးကိုလွန်တာကြောင့် Master နည်းနည်းလေးမလွန်ဘူးလားလို့မေကုန်းတော်ပြန်ထုတ်နေရပါတယ်ဒီကောင်တွေကြည့်ရတာကြောက်တောင်ပုံစံတွေနဲ့သူတို့ပြောနေတဲ့စကားတွေကစားအတီပေါက်လို့တော့မှမခံစားရဘူးဒီကောင်ကြီးတွေထဲမှာဆိုရင်ပိုလာဝုံအကြီးကြီးဂေါ်ရီလာအကြီးကြီးနဲ့မျက်နှာမှာမာယိုရှိရဲ့ဝံပလွေအကြီးကြီးမွေအကြီးကြီးနဲ့ကျွန်တော်တို့ကဘာပေါ်မှာမျိုးတုံပြောက်ကွယ်သွားပါပြီဆိုတော့မမက်စင်ကြီးကိုပါတွေ့ရပါတယ်ဒီကောင်ကြီးတွေကိုတနေရာရာမှာရင်းရင်းနှီးနှီးမြင်မှုကြပါလိမ့်မယ်ဟုတ်ပါတယ်သူတို့တွေက One Piece movie ဖြစ်တဲ့အပြင်ရှီကီကိုရန်ပါဝင်ခဲ့တဲ့ Strong Wolf ထဲမှာမြင်မှုမှာဖြစ်တယ်လို့ဒီ Strong Wolf movie မတိုင်ခင်တည်းက Oda user ထားတဲ့ epoch ထဲမှာလည်းပါခဲ့ပူပါတယ် Strong movie ဆိုတာက non canon movie ဖြစ်ပေမဲ့ဒီ movie မထွက်ခင်တည်းကဒီကောင်ကြီးတွေရဲ့
X တိုင်ကိုအိုရာကိုရိုင်းကရေးဆွဲခဲ့တာကြောင့်အဓိကဇလန်ကြီးရဲ့မှာရေးဆွဲသူစိတ်သိမ်းကြထက်သွင်းပြီးတော့ရေးဆွဲလို့ရတာပေါ့ဂိုရီလာဆိုရင်ဒက်ကောင်မာမက်စင်ကြီးကိုတော့မာမက်ဒန်စ်မွေကြီးကိုတော့တက်ဆိုကူပိုလာဝဝန်ကြီးကြတော့ထယ်ရိုဂူမှာစတဲ့အကောင်ကြီးတွေမှာအသီးသီးနာမည်ရှိကြတယ်ကျွန်တော်တို့မှမဟုတ်ဘဲနဲ့လူဖီကိုရိုင်းကလည်းဒီကောင်ကြီးတွေကိုကြည့်ပြီးတော့ငါရဲ့အတိတ်ကိုတော့မှအမှတ်ရသွားတယ်လို့လူဖီကိုရိုင်းပြောခဲ့ပါတယ်မမိကြလားလူဖီတယောက်ဟာအမေဇွန်လီရဲ့ရူဆူခိုင်းနာဆိုတဲ့ကျွန်းမှာ time skin တစ်နှစ်အတွင်းလေ့ကျင့်ခဲ့ပူးပါတယ်အဲ့ဒီတုန်းကဆိုရင်ဒီကောင်ကြီးတွေနဲ့တူတဲ့အကောင်တွေနဲ့လည်းလေ့ကျင့်ခဲ့ပူးတာကြောင့်လူဖီနေနဲ့ဒီစကားကိုပြောရခြင်းဖြစ်ပါတယ်လူကီရဲ့နောက်လိုက်တွေကလည်းလူဖီဒီကိုမရောက်လာခင်တည်းကရှန့်ရောက်လာမှာကိုတတိမထားမိခဲ့လို့ပါဆိုရဲစတဲ့စကားတွေကိုကြည့်ရင်ရှန့်တယောက်ဟာလောလောလတ်လတ်လောက်ကမှလူကီရှိနေတဲ့နေရာကိုရောက်လာခဲ့တဲ့ပုံပါပဲဒါကြောင့်မလို့စဉ်းစားမိတာကရှန့်တယောက် Airbus မှာရှိနေရလားဆိုတာကတော့တွေးစရာဖြစ်လာတယ်တရားတလောက်ရှန့်တယောက်ဟာလွန်ခဲ့တဲ့3ရက်4ရက်လောက်ကပဲကီရဲ့တက်ခိုက်မှုကိုခံရပြီး Kit vs Shant ဆိုတဲ့ဘက်တဲ့ဖြစ်လာတယ်လွန်ခဲ့တဲ့3ရက်4ရက်ဆိုတာက Strat တွေအနေနဲ့ကိုအခြေချလုံးမရှိသေးတာပါဟုတ်ပါတယ်လွန်ခဲ့တဲ့3ရက်4ရက်ဆိုတာကကျွန်တော်တို့အတွက်အရန်ကိုနဲတဲ့ပမာဏဖြစ်ပေမဲ့တကယ်တော့ One Piece ထဲမှာအဲ့လောက်ပဲရှိသေးတာပါဒီကမတိုင်ခင်တန်းက Shant တယောက်အနေနဲ့ဒီ Airbus ကနေပြီးတော့ထွက်ဖို့ကြိုးစားနေခဲ့တာဒါပေမဲ့ Kit ရောက်လာလို့အဲ့ဒါကိုခဏနောက်ဆုတ်ပြီး Kit နဲ့ဘက်တဲ့ဖြစ်ပြီးတဲ့အခါမှာတော့ Airbus ကနေပြီးတော့ Shant Pirate ခါထွက်သွားခဲ့ပါတယ်အဲ့လိုမျိုး Shant Pirate ထွက်သွားရမှာလဲ Shant တယောက်ဟာတင်မောဘော်ကနေပြီးတော့မှာဖြစ်နေတဲ့အကြောင်းအရာတွေကို Vega Bank ရဲ့ broadcast ကနေပြီးတော့တက်ဆင်နားထောင်နေကြတာကျွန်တော်တို့ကိုယ်တိုင်အသိပဲတစ်ဖက်မှာ Strat တွေနဲ့ Giant Warrior တွေတွေ့နေတဲ့အချိန်တစ်ဖက်က Shant တို့အဖွဲ့ကသူတို့ရဲ့ပိုင်နိုင်ဖြစ်တဲ့ Golden Island ကိုသွားပြီးဘာတိုလိုမီယိုတို့ကိုပညာသွားပေးနေခဲ့တယ်ဒါပေမဲ့ Shant တောက်ဘယ်ချိန်ထက်သွားတယ်ဘယ်ချိန်ရောက်သွားတယ်ဆိုတာကတော့ဇလန်နဲ့မှအတိအကျမပြောထားတာကြောင့်မှန်းဆရတော့ခက်ပါတယ်ဒါပေမဲ့တခုရှိရာက Shant တို့အဖွဲ့ဝါနိုကိုရောက်လာတော့ကသူတို့ပိုင်ထဲမှာဖြစ်နေတဲ့ဘာတိုလိုမီယိုအကြောင်းကိုစပြောတာကြောင့်ကျွန်တော်အထင်တော့ဝါနိုကိုသွားခဲ့အပြီးမှာဘာတိုလိုမီယိုတို့ကိုပညာသွားပေးတာဖြစ်နေနိုင်တယ်ဒီနေရာမှာ timeline ကနှစ်ခွဖြစ်နေပြီးဘယ်ဟာကိုအတီးယူလို့ယူရမှမသိဖြစ်နေပါတယ်အကယ်၍ကြည့်နေတဲ့သူတွေကတော့ဘယ်လိုထင်လဲဒီကိစ္စနဲ့ပတ်သက်ပြီး Shant တယောက်က Airbus မှာပဲရှိနေသေးရလားဒါမှမဟုတ်ပဲတခြား island မှာရှိနေခဲ့ရလားဆိုတာကိုတော့ကျွန်တော်ရှေ့မှာမိတ်ဆက်ပေးခဲ့တဲ့ Telegram discussion group မှာလည်းတွားပြီးဆွေးနွေးနိုင်ပါတယ် Shant ဆိုတဲ့နာမည်ကိုကြားလိုက်ရတာကြောင့် Luffy ကတော့ Lucky ကို Shant လို့ပြောလိုက်တာလားဆိုတဲ့မေးခွန်းနဲ့ပြန်လှည့်ပေးလိုက်ပါတယ်ဒါပြင်အရှိကတာရဲကြီးတွေကိုပါ Luffy တယောက်ဖော်ယူအောင်လုပ်နိုင်ခဲ့တာကြောင့်တခင်ကြီး Lucky အပြင်သူ့ရဲ့နောက်လိုက်တွေကပါလန်သွားခဲ့ပါတယ် Lucky ဆိုတဲ့သဘောတဘာဝအတိုင်းပဲလူတွေကိုမမြင်မတိတတိစကျင်တာကြောင့် Shanks ဆိုတာကဟိုစောက်ကြောက်ပင်လယ်တမလားလို့ပြောလိုက်ပါတယ် Shanks တီဓာကြီးဆိုတဲ့ Luffy ကချက်ချင်း Gear 4ရဲ့ဘောင်းမန်းကိုထုတ်ပြီး Lucky ကိုပြင်လိုက်ပါတယ်ကံကောင်းတာတခုကတော့ Lucky အနေနဲ့ချက်ချင်းရှောင်နိုင်လိုက်လို့ Luffy ရဲ့လက်သီးကနောက်ကတစ်ပင်ကိုထိသွားခဲ့ပါတယ်မန်ဂဖြစ်တာကြောင့်ရှင်းရှင်းလင်းလင်းမမြင်ရတော့ဘာကိုထိလို့ထိသွားလဲဆိုတာကိုတော့အတိအကျမပြောနိုင်ဘူးဒါပေမဲ့ Lucky ကတော့အာချောင်းတုံးကအာချောင်းပြီးတော့ခုမှငါကနောက်နေရပါလို့ပြန်ပြောလိုက်တော့မှပဲ Luffy ကလည်းရက်ပေးလိုက်ပါတယ် Luffy ရဲ့အပြုတ်မှုကြောင့်ပဲကြမ်းတမ်းလှပါပေးဆိုတဲ့တာရဲကြီးတွေကလည်းဇော်ချွေးပြန်ကုန်ကြပါတယ် Lucky အနေနဲ့ထိုးကန်လိုက်ရတာကြောင့်နည်းနည်းလေးတောင်မှလှုပ်လို့မရတော့ပဲဖြစ်နေရကြောင်း Luffy ကိုချင်းကျိုးတွေကနေလွတ်ရင်တက်ပြစ်မယ်ဆိုပြီးတော့ချိန်ဆနေပါတယ် Luffy ကလည်းမင်းလှုပ်လို့မရတာငါဂရုမစိုက်ဘူးနောက်တစ်ခါထပ်ပြောကြည့်မင်းကိုတစ်ပင်မှာပဲအာတူဘချပေးလိုက်မယ်လို့ဒေါသပုံကြီးပြီးထပြောပါတယ် Luffy ကလည်း Shanks နဲ့ Lucky ရှိရဲ့နေရာကိုရောက်လာတာကြောင့် Shanks နဲ့ Airbus မှာရှိနေတုံးလားလို့ Lucky ကိုမေးလိုက်ပါတယ် Luffy မဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်ကလည်းအဲ့လိုမေးချင်နေခဲ့တာပါဘာကြောင့်မလို့ Shanks နဲ့ဒီနေရာကိုခုနတုန်းကရောက်လာတယ်လို့ Lucky ရဲ့နောက်လိုက်တွေကဘာကြောင့်ပြောလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေတာပါ Lucky ကလည်းအဲ့ကိစ္စနဲ့ပတ်သက်ပြီးငါမင်းကိုဒီတိုင်းပြောလို့ရတဲ့အရာမဟုတ်ဘူးလို့ Luffy ကိုပြောလိုက်ပါတယ်ဒီလိုနဲ့ Rodo ရဲ့ရက်တိုက်ရှိကကျူတာပေါ်မှာခီးဆက်နေကြတဲ့ဦးစောတို့အဖွဲ့ကိုလိုက်ပြပေးထားပါတယ်ဦးစောတို့အဖွဲ့ဟာ Luffy မပါဘဲနဲ့ရှေ့ဆက်နေကတရားတဝက်ကျော်ဆိုတဲ့အနေထားထိရောက်နေပြီဖြစ်ပြီးလေးကအရန်တိုက်တာကြောင့်ကျူတသားကလည်းလှုပ်ရမ်းနေခဲ့ပါတယ်ခုမှတေချာမြင်ရတာကသူတို့သွားနေတဲ့နေရာဟာတပ်ပင်ရဲ့အပေါ်ထက်ကိုသွားနေခဲ့တာပါတရားကပုံမှန်ထက်လှုပ်ရမ်းနေခဲ့တာကြောင့်ဦးစောကမှန်ပြောင်းတဲ့နောက်ကိုကြည့်လိုက်တဲ့အခါမှာတော့ Rodo တယောက်အမော်တကြီးနဲ့ပြေးလာတာကိုမြင်လိုက်ရတယ် Rodo ရဲ့ခန္ဓာကိုယ်ကလည်းအငွေ့တွေထွက်နေရကြောင်းဦးစောကတော့မှမိုးကြိုးပြစ်ခံထားရတယ်လို့ပဲလို့ပြောလိုက်ပါသေးတယ်ဒီနေရာမှာတခုရှိတာကပြေးလာတဲ့ဂျိုင်းကြီးရဲ့နာမည်ကိုဦးစောတို့ကတယောက်မှမသိကြဘူးပုံစံကိုခံမှန်းပြီးပဲခုနကရက်တဲ့ထဲမှာရှိတဲ့နင်းနဲ့ဖျားယူနေတဲ့ထိုင်ယိုရှင်းဆာမဆိုတဲ့အကောင်ဆိုတာကိုသိလိုက်ရတယ်ရူတိုရဲ့နောက်မှာဆိုရင်ဂိုဘတ်နဲ့ဂတ်တို့ကလည်း Strat တွေရဲ့1000ဆန်နီကိုကင်ပြီးနောက်ကနေပြေးလိုက်လာပါတယ်ကျွန်တော်ထင်တော့ယင် chapter မှာတော့ကဂိုဘတ်နဲ့ဂတ်တို့ဟာ FF တဲကိုလူစိမ်းဝင်လာတာကိုသိပြီးဒီလူစိမ်းတွေကိုရူတိုကထည့်ခဲ့တာကြောင့်ရူတိုကိုမေးမြန်းနေတဲ့အချိန်ရူတိုကမဖြေချင်လို့ပတ်ပြေးနေတဲ့ပုံပါပဲဦးစောတို့အဖွဲ့ကလည်းကျူတသားရဲ့ထိတ်ဆုံးကိုရောက်ခံနေပြီးဖြစ်တာကြောင့်ပြေးဖို့ကလိုပြီးဘာမှမစင်စားတော့ပဲချင်းကုန်တုတ်ပြီးပြေးပါတော့တယ်ကျူတသားရဲ့ပေါ်ဘက်မှာ FF ကျွာရှိလောက်မယ်ထင်တယ်စန်းချီကရှေ့ဆုံးကဥဆောင်ပြီးပြေးပြီးတခါလာခုနကလူကီကိုထိန်းချုပ်ထားတဲ့အသေးကောင်တွေရဲ့ဘုံမှာ New Gen ရဲ့ Pirate ကကပတိန်တယောက်ဖြစ်တဲ့ Haruden နဲ့တင်မောပြင်စရာဖြစ်တဲ့ Stanson တို့ဟာ Strat တွေလာမှကြောင်းညစာစားပွဲအတွက်တမင်ဖမ်းနေရကိုတွေ့ရတယ် Stanson ပြောပုံရဆိုရင်သူတို့စီမှာ Sunstone မပါလာတာကြောင့်ဒီကောင်ကြီးကိုတည်ပြီးအိမ်ပြန်ဖို့ခက်နေပါတယ် Sunstone ဆိုတာကတော့အေးပိုင်းဒေသတွေမှာလမ်းမပြောင်းအောင်လို့လမ်းညွှန်ပေးတဲ့ကရိယာတစ်မျိုးလို့လည်းခေါ်လို့ရတယ်ဥပမာပြောရရင်တော့တလိုင်းအိမ်မြောင်လိုမျိုးပေါ့ Haruden ကလည်းငါ့ကိုရှက်မခွဲနဲ့ငါတို့ဒါကိုရအောင်တည်မယ်ဒီသားတွေကငါတို့ရဲ့အထူးဧည့်သည်တွေအတွက်ဆိုပြီးတော့ခေါင်းမမာနဲ့ပြ
ဖြေခဲ့ပါတယ်။ Dory နဲ့ Brookie တို့ဖမ်းထားတဲ့အကောင်ကြီးကလည်း Stronghold Movie တွေက Creature တစ်ကောင်ဖြစ်ပြီးသူ့ကို Allosaurus လို့လည်းခေါ်ကြတယ်လို့တနည်းအားဖြင့် Wintersaurus လို့လည်းခေါ်ကြပါတယ်။ဒီကောင်ကြီးတွေက Reindeer တွေနဲ့ Dinosaur တွေကိုပေါင်းစပ်ထားတဲ့ရှားပါမျိုးစိတ်ပါ။ဒီလိုရှားပါမျိုးစိတ်ဖြစ်နေရကြောင်းပဲအရသာရှိတယ်လို့ပြောကြတယ်လို့ဖမ်းရခတ်တယ်ဆိုပြီးတော့လည်းသိရပါတယ်။ Oda အနေနဲ့ဒီနေရာမှာ Harry Jane ရဲ့အကြောင်းကိုတေချာနောက်ကြောင်းပြန်ထားပြီးတဲ့အပြင် Harry Jane ဟာ New World မှာရှိတဲ့ Dressrosa ဆိုတဲ့ကျွန်းမှာချီချီပူခိုင်းလို့ခေါ်တဲ့စစ်ဘီဟောင်းတစ်ယောက်ဖြစ်တဲ့ Donkey Hotel de Flamingo ရဲ့အစီအစဉ်မှာဖမ်းခံခဲ့ရတယ်။ဒါကို Strat တွေကကယ်တင်ပေးခဲ့တဲ့ပြင် Harry Jane တယောက်ဟာ Strat Grand Fleet ရဲ့တင်မောတက်စုခေါင်းဆောင်တစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ New Giant Pirate မှာတော့ Harry Jane ဟာကပတိန်တစ်ယောက်ဖြစ်ပြီးသူ့ကိုယ်ပိုင်သဘောဆန္ဒနဲ့ပဲ Strat ရဲ့လက်အောက်ထဲကိုဝင်ခဲ့တဲ့ပြင်ဒီအဖွဲ့ကလည်း Strat ရဲ့လက်အောက်မှာရှိနေတဲ့အဖွဲ့ဆိုလည်းမမှားဘူး။ဒီ New Giant Pirate လို့ခေါ်တဲ့မျိုးဆက်တဲ့အဖွဲ့တွေမှာစုစုပေါင်းအဖွဲ့ဝင်9ယောက်ရှိပြီးခေါင်းဆောင် Harry Jane အပါအဝင်စပိုမှုကိုဘက်ဆရာဝန် Gat တင်မောပြင်စရာ Stan San နဲ့ရေချောင်းလက်ပြ Ruto ဆိုတဲ့တောင်ဝဲအသီးသီးခွဲထားကြတယ်။ Oda အနေနဲ့ဒီလိုမျိုးရှင်းပြထားတာကလည်းမဆိုးဘူး။မဟုတ်ရင်မိနေတဲ့စက်ကောင်တွေကမိနေမတိရဲ့စက်ကောင်တွေကများနေနဲ့ဖတ်တဲ့သူတွေကိုတိုင်ပတ်စီမှာသိကြတယ်။ FF ရဲ့အနီးပင်လယ်မှာတော့ Ruto တတိုက်ဟာတင်မောကြီးနဲ့ရောက်ခတ်နေအကွာဝေးမှာ Robin ကိုစပင်ညက်ပေးနေပါတယ်။ Brook ကတော့ main ကလေးစပင်တွေကိုမညက်ဘူးဆိုတော့ဆက်လို့ရှာနေခဲ့တာပေါ့။ဒါတော့မှ Brook ကသူ့မှာမရှိတဲ့နှလုံးသားဟာတဒုံဒုံခုန်နေပါလေလို့အယိုးကြောက်ဟာတာနဲ့စလိုက်ပါသေးရဲ့။တကယ်တော့ Brook ရဲ့ဒီအယိုးကြောက်ဟာတာဟာလီလီလိုသိပ္ပံပညာရှင်အနေနဲ့ကြည့်မယ်ဆိုရင်တော့ရေစရာဖြစ်နေတာပေါ့။ Brook ညက်ပေးလိုက်တဲ့စပင်ပုံစံကြောင့် Bonnie ကတော့မှချစ်စရာကောင်းတယ်လို့ပြောနေရဲ့အပြင်ဒီစပင်ပုံစံက Frankie ရဲ့အတိတ်ကိုတော့မှအတိတ်ကိုတတိယသွားစီလောက်အောင်ဘလောက်ထောင်မှကျွန်တော်ကောင်မလေးဟာပြောင်းလဲသွားလို့လဲတခြားကြည့်လိုက်မှပဲကျွန်တော်ကောင်မလေးရဲ့စပင်ပုံစံကဆံမြိတ်ချထားတဲ့ပုံဖြစ်ပြီးဒီစပင်ကကျွန်တော်ကောင်မလေးနဲ့လဲလိုက်ဖက်ပါတယ်အဓိကကတော့ဒီစပင်ပုံစံက Robin ရဲ့ကလေးဘွားကိုတတိယစီရတော့အမှန်ပဲ Dory နဲ့ Brookie တို့ပြောပုံရကိုကြည့်မယ်ဆိုရင် Robin အနေနဲ့ဂျာကွာတီဆောကိုပြန်တွေ့ရမှာကြောင့်စော်တယောက်သူ့ကိုမတ်မိအောင်လို့ဒီစပင်ပုံစံကိုညှက်ထားရလို့လဲဆိုရတယ်မကြခင်မှာပဲမြူရီရှင်းသွားတာကြောင့် FF ကျွန်းကြီးရဲ့ကြီးမားလာပုံကိုမျက်မြင်ကိုတွေ့လိုက်ရတယ်ဒါပေမဲ့ပြောလို့မဆုံးခင်မှာပဲ FF မှာရှိတဲ့ Giant တယောက်က Mr. Saw တယောက်မြေးလဲသွားပြီးပြန်မထားနိုင်တော့ဘူးလို့ Onia ကိုကြားလိုက်ရတယ်။ Oda အနေနဲ့ဒီအချိန်တွေဆိုရင် Fanny ကို trauma ပေးတတ်တာကြောင့် Robin တယောက် Saw နဲ့မတွေ့ခင်မှာ Saw တယောက်ဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်။ကဲ chapter 1131ကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီ။ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကြံသေးတယ်။ဘာကြောင့်လဲဆိုတော့ Oda အနေနဲ့ South Africa ကနေပြန်လာပြီးမှပဲ1131ကိုရေးဆွဲခဲ့ပြီးအခုလောလောဆယ်နာမကျန်းဖြစ်နေတာကြောင့်နှစ်ပတ်ထပ်နာအောင်မယ်လို့သိရပါတယ်။ဘာပဲဖြစ်ဖြစ် Oda အနေနဲ့နေပြန်ကောင်းလာဖို့ပဲမျှော်လင့်ပါတယ်။ကျွန်တော်အနေနဲ့ဗီဒီယိုနှစ်ပုတ်ကိုတစ်ပတ်ထဲမှာပဲလုပ်ခဲ့တာကြောင့်နည်းနည်းတော့ပြနေခဲ့တယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုကိုသဘောကျတဲ့လူတွေအတွက်တော့ကျွန်တော်ကအဲ့ဒါတွေကိုမမူပါဘူး။ကဲအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကိုဒီလောက်နဲ့ပဲရပ်လိုက်ပါတော့မယ်။ Bye bye. See you in next video.